စစ်တပ်ကိုထောက်ခံပြီးတော့အတိတရားရသွားတဲ့လူတွေအများကြီးရှိပါတယ်။ဘာဖြစ်လို့လဲငါတို့ထောက်ခံခဲ့တဲ့ဟာဘလို့မှားလို့အခုလက်ရှိလဲတချို့ဘောမတွေဆိုရင်လက်ရှိမင်းအောင်နိုင်ရဲ့လှုပ်ရက်မှုလွဲမှားနေပြီဆိုထွက်ပြောလူထွက်ပြောလာတယ်နော်အဲ့တော့စစ်တပ်ဆိုတာကြက်ခိုင်ဆိုတာစစ်တပ်အတူတူပေါ့အဲ့တော့ရွေးကောက်ပွဲမှာကြက်ဖို့ပါတီကိုဝင်းရံမဲပေးခဲ့ပြီးတော့နော်အခုတော့အမြင်မှန်ရပြီဆိုတဲ့အမကြီးတယောက်ပြောပြထားတာနားထောင်ကြည့်ပါပါ2015တော့ထည့်ခဲ့တဲ့မြင်မဲကကြက်ခိုင်ကြီးမီးရမယ်ဆိုပြီးတော့ထည့်ခဲ့တယ်သူတို့ကပြောတာလေမီးရမယ်ငါတို့ရွာတွေဘလို့သူတို့ပြောရတဲ့စကားဒါပေမဲ့နိုင်သွားတဲ့ဟာကပြည်သူအစိုးရနိုင်သွားတယ်ဒါပေမဲ့သူတို့ကအုပ်စုမှာသူတို့ကနိုင်သွားတဲ့အတွက်သူတို့ကမီးရသွားတယ်မီးရသွားတဲ့ခါကျတော့ကိုဒေစီကိုကျတော့မီးအားလေးထားခဲ့ပါတယ်လို့တော့ပြောတာပဲဒါပေမဲ့ပြည်သူအစိုးရတက်လာရောနှစ်နှစ်လောက်ပေါ့အဲ့လောက်လဲကြာရောမီးကတခါတည်းအလင်းတနေကုန်ပါအကြိုက်တုံးရတယ်လမ်းနေဆိုလည်းရန်ကောင်းသွားတယ်အဲ့ဒါဖြစ်နေဘူးမသိကိုမသိဟုတ်တယ်ဒါပေမဲ့အဲ့ဘူးမသိကိုမသိကအခုကအမြင်မှန်နေရပြီကဲဒါကတော့2015ရွေးကောက်ပွဲမှာကြက်ခိုင်ပါတီကိုမဲပေးခဲ့ပြီးတော့အဲ့ဒီချိန်မှာစီးရုံးခဲ့တယ်ဆိုတဲ့စကားဟုတ်တယ်နော်အားလုံးလည်းသိပါတယ်ကြက်ဖို့ပါတီက2015ရွေးကောက်ပွဲမတိုင်ခင်မှာလူထုကိုဘလို့လိန်ညာခဲ့လဲနောက်ဆုံးဘယ်လောက်ထိပြောခဲ့တယ်2015ရွေးကောက်ပွဲမတိုင်ခင်မှာ online ပေါ်ကကောင်းကောင်းလှုပ်ဆော်ပြီးတော့NLD အစိုးရတက်လာရင်ကလားတိုင်းပြည်ဖြစ်မှာတို့နိုင်ငံကိုဘလို့ရောင်းစားကန်ထိမှာတို့လူမျိုးပြောက်မှာတို့ဘာသာပြောက်မှာတို့မျိုးစုံပြောခဲ့တယ်အကြောက်တရားနဲ့ရိုက်တွင်းပြီးတော့ခြောက်လန့်ခဲ့တယ်ဒါအားလုံးအထိပါနော်ဒါတမိုင်းမဟုတ်သေးဘူး2015ဆိုတာကျွန်တော်တို့ကတမိုင်းမဟုတ်ဘူးကျွန်တော်တို့လက်ရှိရင်ဆိုင်နေရတဲ့ကာလပဲရှိသေးတယ်အဲ့ဒီကာလမှာတော့သူတို့တွေဘလို့ပြောခဲ့ကြလဲတကယ်2015 NLD အစိုးရနိုင်ပြီးတော့9နှစ်အုပ်ချုပ်ကြတယ်ဒါပေမဲ့2015 NLD အစိုးရနိုင်ပြီးတက်လာခြင်းမှာဘတ်ဂျက်တစ်ပြားမှမရှိဘူး။ဘာဖြစ်လို့လဲ။နိုင်ငံရဲ့ဝင်ကြီးဌာနတွေမှာရှိတဲ့ဘတ်ဂျက်ကို2010မှာတက်ထားတဲ့ကြံ့ဖို့အစိုးရကဝင်ကြီးဌာနတွေကိုအကုန်အောင်တုံးဆွဲပြခဲ့တယ်။ NLD အစိုးရတက်လာရင်ဘတ်ဂျက်မရှိဘဲနဲ့အစိုးရပြိုအောင်အစိုးရရန်ရရက်တန့်အောင်ပြိုအောင်လုပ်ပြခဲ့တာ။ဒါပေမဲ့ NLD အစိုးရကတက်လာတာနဲ့အဲ့ဒီမရှိတဲ့ဘတ်ဂျက်ကိုရှာကြံကြားကန်ပြီးတော့ရက်တည်ပြီးတော့နိုင်ငံကိုရအောင်လုပ်လာခဲ့တာလမ်းတွေမီးတွေတချို့တလေ data တွေတက်လုံးမီးမရခဲ့တဲ့ data တွေဘလောက်ရခဲ့တယ် NLD အစိုးရမတက်လာခင်မှာတနိုင်ငံလုံးရဲ့လျှက်စစ်မီးရတဲ့ယာကိုင်နှုန်းက30ကျော်ယာကိုင်နှုန်းပဲရှိတယ်ဒါပေမဲ့ NLD အစိုးရ9နှစ်မပြည့်ခင်မှာ50ကျော်ယာကိုင်နှုန်းထိရသွားတယ် NLD အစိုးရဟာ2025အခုရောက်နေတဲ့နှစ်မှာသူတို့ဟာ2020ရွေးကောက်ပွဲမှာလည်းသူတို့နိုင်မယ်လို့ကျင်းနေတွက်ထားပြီးသားအဲ့တော့2025မှာတနိုင်ငံလုံးရဲ့85ရာခိုင်နှုန်းမီးရရှိအောင်ဆောင်ရွက်ဖို့ပလန်ချထားတယ်2030ပြည့်နှစ်မှာတနိုင်ငံလုံးကို100ရာခိုင်နှုန်းအထိလျှက်စစ်မီးရရှိဖို့အတွက်ပလန်ချထားတယ်ဒါကိုတပည့်လူပြောခဲ့တာမဟုတ်ဘူးနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်ဒီသတင်းစာရှင်းလင်းပွဲမှာပြည်သူကိုထုတ်ပြောခဲ့တာနော်အဲ့တော့သူတို့ပြောတဲ့စကားဖြစ်နိုင်လားမဖြစ်နိုင်ဘူးလား9နှစ်တောင်မပြည့်တဲ့ကာလမှာ30ကျော်ရာခိုင်နှုန်းကနေ50ကျော်ရာခိုင်နှုန်းထိသူတို့လုတ်ပြသွားနိုင်တယ်အဲ့တော့တိုင်းပြည်ကိုတစ်ဖက်ကလည်းအကျွေးဆက်ကတယ်တစ်ဖက်ကလည်းတိုင်းပြည်တိဆောက်ရေးအတွက်လုပ်ရတယ်နော်အခြေခံအဆောက်အုံလမ်းတရားတွေအကုန်လုံးတိဆောက်ရတယ်အားလုံးတိမှာပါတစ်သက်လုံးကျွန်တော်တို့တိတာကတ္တရာလမ်းဆိုရင်လေကျွန်တော်တို့မြင်ဘူးလားတိတာလားလမ်းပေါ်မှာကြောက်တုံးတွေနော်ကြောက်တုံးကြီးတွေကိုစီလိုက်တယ်အဲ့ထဲကိုကြောက်တုံးအသေးတွေထည့်တယ်လမ်းကိစ္စနဲ့ကြိတ်တယ်ပြီးတော့သဲလောင်းထည့်တယ်လမ်းကျိတ်ဆက်တဲ့ကြိတ်တယ်ကြိတ်ပြီးတာနဲ့ကြောက်တော့အတေးလေးကြောက်စလိခဲလေးကြိတ်ပြီးလမ်းကျိတ်ဆက်ကြိတ်ပြီးတာနဲ့ကတ္တရာအိုးကြီးတွေကိုမီးနဲ့ကြိုပြီးတော့ဘာလုပ်လဲပန်းခဲဘုံနဲ့ရှောက်ပြေးတာအဲ့တော့တထနာလောက်ပြီးလမ်းကျိတ်ဆက်နဲ့ကြိတ်ပြီးတာနဲ့ထားလိုက်တာလမ်းဘလို့ကြည့်လိုက်တော့ကတ္တရာလမ်းဖွင့်ဝဲဆိုအတစ်ပေါ့ဒါပေမဲ့တလားလောက်ကားမောင်းပြီးတာနဲ့ထော်လာချီတက်မောင်းတာနဲ့လမ်းပေါက်ထွက်ပေါ့ဆိုတော့ကိုယ်နိုင်ငံလမ်းတွေမကောင်းဘူးလမ်းတွေမကောင်းဘူးဆိုတော့ကိုကဘယ်လိုပဲထင်ခဲ့တာနိုင်လွန်ကတ္တရာဆိုတာဘယ်လိုမျိုးလဲနော်နိုင်လွန်ကတ္တရာနိုင်ငံခြားလမ်းတွေအိနေတာတွေ့ဘူးတယ်ဒါပေမဲ့အခုနိုင်လွန်ကတ္တရာလမ်းခင်းတာထိုင်းမှာကျွန်တော်နိုင်လွန်ကတ္တရာလမ်းခင်းတွားကြည့်တယ်6လက်မလောက်ဒုရှိတယ်6လက်မ10လက်မလောက်ဒုကိုအောက်ကိုအမာခံသဲကိုကြိတ်ထားပြီးတော့အဲ့ဒီဒုကိုကတ္တရာနဲ့ကြောက်တဲ့ကိုကျွန်တော်ဇီးရိုပုံစံမျိုးဖြစ်နေတယ်အဲ့လိုစီးပိုင်ကိုစက်ယုံကနေနယ်ထားပြီးတဲ့ဟာကိုအငွေ့1000ထွက်နေတဲ့ဟာကိုကားကြီးတွေနဲ့တိုက်လာတယ်
အဲ့ဒါကိုလမ်းပေါ်ခင်းချပြီးတော့စက်နဲ့တခါတည်းဖြန့်ပြီးအပေါ်ကနေကြိတ်တဲ့ဘိန်းရလေပထမအဆုံးကြိတ်တဲ့ဘိန်းကတမိုက်လောက်ပဲရှိတယ်အဲ့လိုတမိုက်လောက်ဘိန်းလေးတွေအများကြီးရှိတဲ့လမ်းကျိတ်ဆက်နဲ့အရင်ကြိတ်တယ်နော်အလုံးကြီးနဲ့ကြိတ်မြို့လမ်းကျိတ်ဆက်ဘိန်းပေါင်းစုံနဲ့ကြိတ်ပြီးမှအဲ့ဒီနောက်ဆုံးကတ်တရအောင်အချောအိနေအောင်ထားတာခင်းပြီးချင်းပထမဦးဆုံးနေ့ကားကြီးတွေဖြတ်မောင်းခိုင်းဘူးကတ်တရမချောက်သေးတဲ့အတွက်အိကြွားမှာဆိုလို့အဲ့တော့အဲ့ဒီလမ်းကတ်တရချောက်သွားတာထိတ်ကတင်းပြီးတော့ကားတက်စဖို့ပေါ်မှာရေခွက်တစ်ခွက်ခတ်ပြီးတင်တာအဲ့ရေမမှောက်ဘူးသူများနိုင်ငံအဲ့တော့ကိုယ်နိုင်ငံအောင်ဒီလိုလားNLD အစိုးရ9နှစ်မှာအဲ့ဒီပုံစံမျိုးတွေကျွန်တော်တိုင်းပြည်မှာလမ်းတွေမခင်းအောင်လားမုံမြေဘက်နဲ့ဘက်ကနယ်ဘက်ကလမ်းတွေ NLD အစိုးရခင်းတဲ့လမ်းတွေဘယ်လိုကွာခဲ့လဲအဲ့တော့တစ်သက်လုံးကလည်းအဲ့ဒီ budget တိုင်းပဲလမ်းခင်းတာပဲဒါပေမဲ့ခေါင်းဆောင်ကစပြီးဘ ਹੁ အဆင့်ကစပြီးအဆင့်ဆင့်ခိုးလိုက်တာနောက်ဆုံးအလုတ်တမားခေါင်းထိခိုးလိုက်တာတိုင်းပြည်ကအဲ့လိုကတ်တရကိုပန်းခရဘုံနဲ့ပြေးတဲ့အဆင့်ပဲကြံမြစ်ခဲ့တာနော်ရင်နာစရာတကယ်အဲ့တော့ဒီမိုင်းပြောတာမီးရတယ်ဆိုတာဟုတ်လားမဟုတ်ဘူးလားအားလုံးအထိပဲနော်သူစကားမမအောင်နော်အဲ့တော့ဒီမှာစက်ကြည့်ပါသူဘာပြောလဲဆိုတာ ကိုယ့်ရဲ့စီးစိမ်တွေရောင်းချပြီးတော့ဒီမှာပြည်တစ်တင်ဖို့ပြည်တော့တစ်တိဆောက်ဖို့အင်းအားချီအဲ့ဒါဒါပေမဲ့ကိုအားတယ်နှုံတယ်ဟုတ်တယ်ကိုမသိဘူးနိုင်ငံရေးအကြောင်းမသိဘူးဟုတ်တယ်ဒါပေမဲ့ဖြစ်လာခဲ့တဲ့ခေအဆက်ဆက်အုပ်ချုပ်လာခဲ့တဲ့အဆက်ဆက်ပြည်သူအစိုးရတက်လိုက်တဲ့အချိန်လေးရဲ့9နှစ်တာတော့တွင်ပေါ့9နှစ်တာလို့တော့ပြောတာပါကိုယ်စိတ်ထဲတော့2နှစ်3နှစ်လောက်ပဲအောင်းမိပါတယ်အေးအဲ့လိုအဲ့ဒီရဲ့အတော်တွင်လေးမှာဖြစ်လာခဲ့တာတွေကအများကြီးပဲတထေးတွေတခိုးတွေမဟုတ်တာတွေလုပ်တယ်တနေ့ရဲ့ဝင်ငွေသူ့ဝင်ငွေဘယ်လောက်လဲသူဘာလို့ချမ်းသာတာလဲအဲ့ဒါတွေဖြစ်ကုန်တာအများကြီးပဲအများကြီးကိုဖြစ်ကုန်တာဟောပါမှန်တယ်လေဒါကြောင့်မို့လို့ခရိုနီတွေနော်ခရိုပြားတွေအာနာရှင်တွေနဲ့ပေါင်းစားနေတဲ့ကောင်တွေနော်ဒါအားလုံးနဲ့တိပါတယ်ဗျာရန်ကုန်မှာဆိုရင်ဒီလိုမြေခွက်တွေအခုတို့ဟိုနေကရဝိတ်ပန်းချံဥပမာကျွန်တော်ပြောပြရနော်ဧကဘယ်လိုပြောမလဲ10ဧကရှိတယ်ဒီ10ဧကကိုဝင်ကြီးနဲ့ဘယ်သူကတာကန်ထရိုက်ဆွဲလိုက်တယ်နှစ်30စာချုပ်နဲ့နော်ဒီလိုမြေနေရာမျိုးကတစ်နှစ်9ရင်အပြင်မှာဆိုဘယ်လောက်ပေါက်လဲအပြင်မှာဥပမာတသိန်းပေါက်တဲ့ဟာကိုတို့ခရိုနီတာသမီးတွေကုမ္ပဏီကဘာလုပ်လဲတသိန်းပေါက်တဲ့မြေဧကကိုတဧကကိုငှားကဥပမာပြောတာနော်တသိန်းပေါက်ရင်တို့ဝင်ကြီးခရိုနီတာသမီးတွေဘယ်လောက်နဲ့ရလဲ1000နဲ့ရတယ်အဲ့ဒီပုံစံမျိုးနဲ့စာချုပ်ချုပ်ပြီးတော့နှစ်30လှုပ်စားနှစ်50လှုပ်စားဆိုပြီးတော့ချမ်းသာပုံလားဒါခေတ်ဆက်ညင်းလို့မရတဲ့အရာလက်တွေ့ဖြစ်ကြုံနေတာ NLD အစိုးရတက်လာတယ်ဒါတော့မှ NLD အစိုးရကအာဏာရခဲ့တာမဟုတ်ဘူးနော်ဥဆောင်ခွင့်ပဲရခဲ့တယ်ဘာဖြစ်လို့လဲတိုင်းပြည်ရဲ့အာဏာအရှိဆုံးဝင်ကြီးဌာနကာကွယ်ရေးပြည်ထဲရေးနော်နယ်စပ်ရေးရအဲ့ဒီဝင်ကြီးဌာန3ခုဟာ NLD အစိုးရကအုပ်ချုပ်စီမံပိုင်ခွင့်မရှိဘူးကာကွယ်ဦးစီးချုပ်တဲ့တဘောအတိုင်းအုပ်ချုပ်စီမံတာအဲ့ဒီဝင်ကြီးဌာနရဲ့လိုအပ်တဲ့ဘတ်ဂျက်ကို NLD အစိုးရကပေးရတယ်ဒါပေမဲ့စည်ရင်းစစ်ပိုင်ခွင့်မရှိဘူးမင်းပမာ3လဲတောင်စစ်ပိုင်ခွင့်မရှိဘူးအဲ့တော့စစ်တိုက်ပွဲတစ်ပွဲကိုအကြောင်းပြမယ်တိုက်ပွဲမှာကုန်အပ်တာက3000ကုန်လို့ရှိရင်နိုင်ငံတော်ကိုစည်ရင်းတင်လိုက်တာကသိန်းပေါင်း1000တင်လိုက်တယ်ကျန်တဲ့သိန်းပေါင်း9000ကိုကာကွယ်ဦးစီးချုပ်ကစပြီးတော့စစ်တိုင်းမှုအစစ်အကုန်လုံးခိုးစားတယ်ဘာမှစစ်ပိုင်ခွင့်မရှိဘူးစည်ရင်းစစ်ခွက်တောင်မရှိတဲ့ NLD အစိုးရနော်စဉ်းစားကြည့်အဲ့ဒါတောင်မှတိုင်းပြည်ကိုဘလောက်ပြောင်းလဲအောင်လှုပ်သွားလဲဒါတွေကညင်းလို့မရတဲ့အချက်တွေနော်ဒီမှာပြောတာတကယ်မှန်တယ်ရှိတယ်ချမ်းသာတဲ့လူတွေအာနာရှင်ပဲတနက်ကင်တဲ့လူတွေအာနာရှင်ပဲကိုလို့ရရင်လုံးမယ်ဆိုတာဟာတွေကြီးအဲ့ဒါလို့ဒါပေမဲ့ကိုဖြင်းတယ်ဟုတ်တယ်ဖြင်းတယ်ဒါပေမဲ့ကိုယ့်ထက်ဖြင်းတဲ့လူတွေတိမ်တန်းဘလောက်တောင်ရှိနေလဲမသိဘူးအဲ့ထက်မှအဆိုးဆုံးကတော့ပြောရမယ်ဟဲ့ဆိုရင်ဗာလဲဟိုဘက်ရက်ကွက်ကပြောနေတယ်ဟိုအဖွားကြီးလေအဆိုးဆုံးသူ့စည်းစိမ်သူ့သားသမီးသူ့လင်းရှိနေရတဲ့နဲ့ကောင်းကောင်းနေရရဲ့တဲ့နဲ့ဒုက္ခတွေခံပြီးတော့သားသမီးတွေကိုပြစ်အာနာရှင်တွေကခါတဲ့ဟိုအချုပ်ခဲတွေထက်တလားအဲ့ဒါလို့သူ့ရဲ့ဆွန့်လွတ်မှုနစ်နာခံမှုတွေကတွေးကြည့်လိုက်ရင်အများကြီးပဲနောက်တော့ပြောရအောင်မယ်သူပြောလိုက်တဲ့စကားလေးတွေကလေအမှန်ပဲအခုလည်းအမှန်ပဲသူပြောတဲ့စကားလုံးတိုင်းကိုလေနားထောင်ကြည့်အခုအမှန်ကြည့်ပဲ
အဲကြောင့်လေးစားတယ်အမေစု2015တော့ထည့်ခဲ့တယ်မြင်မဲက ကြံ့ခိုင်ရေးပါတီကိုအားပေးခဲ့ပြီးတော့ဒီအမကြီးလိုမျိုးအတိတရားရသွားတဲ့သူတွေဘယ်လောက်ရှိလဲဆိုတာကျွန်တော်သိချင်ပါတယ်လေးစားလို့ဘာဖြစ်လို့လဲလူတိုင်းကအမားနဲ့မကင်းပါဘူးငါတို့ကောင်းမှတ်ထင်းလို့အားပေးခဲ့တယ်ငါတို့နီးစပ်လို့အားပေးခဲ့တယ်ငါတို့ဆွေမျိုးသားချင်းရှိလို့အားပေးခဲ့တယ်စသဖြင့်ခေါင်းစဉ်အမျိုးမျိုးတွေအောက်မှာအားပေးခဲ့တာပဲဒါပေမဲ့ကြံ့ခိုင်ဖွံ့ဖြိုးလက်ရှိမြန်မာနိုင်ငံမှာပါတီကြီးနှစ်ခုပဲရှိတယ်တနိုင်ငံလုံးဖြန့်ကျက်ပြီးတော့ဥဆောင်နိုင်တဲ့ပါတီတိုင်းသားပါတီတွေဆိုတော့ကိုယ်ဒေတာလောက်ပဲကိုအခြေစိုက်တာအဲ့တော့အဲ့ဒီပါတီနှစ်ခုမှာကြံ့ခိုင်ရေးပါတီကြံ့ဖို့ပါတီနဲ့ NLD ပါတီကြံ့ဖို့ပါတီဟာမြို့နယ်အဆင့်ကစပြီးတော့ဘိုးအဆင့်ထိတာမန်ပြည်သူရှိတာစစ်တပ်ကဘောင်းပြီးချွတ်လာတဲ့ဒီစစ်ဗိုလ်တွေပဲအကုန်နေရာယူထားတာဒီကျမ်းမာရေးဌာနကပညာရေးဌာနကအခြားအင်ဂျင်နီယာဌာနစသဖြင့်ကျွန်တော်တို့တိုင်းပြည်မှာတတိပညာရှင်တွေဟာကြံ့ဖို့ပါတီမှာဥဆောင်ခွင့်ရှိလားမရှိဘူး NLD ပါတီမှာစစ်သားလည်းရှိတယ်ရဲထွက်လည်းရှိတယ်ကောင်းစီယာထွက်လည်းရှိတယ်အင်ဂျင်နီယာထွက်လည်းရှိတယ်လူမျိုးပေါင်းစုံပါဝင်တယ်အဲ့ဒါမှပြည်သူကိုတကယ်ကိုစားပြုတဲ့ပါတီနော်အဲ့တော့ NLD ပါတီတရားရခိုင်တော့ကောင်းလားမေးကြည့်ဘယ်ကဘာပေါ်မှာတရားနှောင်းကောင်းတဲ့ပါတီတော့မရှိဘူးဒါပေမဲ့လို့ဒီနှစ်ခုရှင်လိုက်ကျွန်တော်တို့ကစီနဲ့သေးကတော့ပါချီးနဲ့နှက်တာပဲအဲ့တော့ပြည်သူမှန်ရင်လူမှန်ရင်ကျွန်တော်တို့နိုင်ငံအတွက်ဘယ်ပါတီကအကျိုးပြုပြီးဘယ်ပါတီကကိုကျိုးရှာလဲဆိုတာရှင်းပြနေစရာမလိုတော့ဘူးအခုလုံးမဲ့မင်းအောင်နိုင်ရဲ့ထော့ပေါက်အလိမ်အညာရွေးကောက်ပွဲမှာကြံ့ဖို့ကတူတယောက်တည်းပြိုင်ပြီးတူတယောက်တည်းအောင်ပွဲရဖို့တက်ကြွနေကြတာစောက်ရက်တွေလည်းမရှိကြဘူးเนาะနေရာယာတုအာဏာရမယ်ဆိုရင်လေဒီကောင်တွေမှာအရှက်တရားဆိုတော့ဘာတစ်ခုမှမရှိကြဘူးအဲ့တော့အခုလိုအမြင်မှန်ရသွားတဲ့ဒီအမကြီးကိုလေးစားပါတယ်ကျွန်တော်တို့တိုင်းပြည်အတွက်ဒီလိုအတိတရားတွေအမှန်မြင်တဲ့လူတွေများများလိုအပ်ပါတယ်မှားတာကြီးကိုမှားတယ်လို့မပြောနိုင်ရင်တော့မှန်ပါတယ်လို့ထွက်ပြောနေကြတဲ့အောက်တန်းသားတွေအမြန်ဆုံးကြရှုံးကြပါစေ